ဒီဂျုံကုနဲ့ဝင်သာအကြောင်းကိုလေကိုရီးယားပြည်သက်တွေဘာလုပ်တယ်တိလဲဘီတင်မေးတာသူတို့ညောက်ညားနိုင်လားမညားနိုင်လားသူတို့ညောက်တကယ်တွဲလားမတွဲလားဆိုတာကိုဘီတင်ဆရာမတွေကိုတွားမေးတာနော်အဲ့ဒီပုံမာတွေပဲကြည့်လိုက်ကျမတို့ဘီတင်တော့တိတ်တော့မယုံဘူးဒါပေမဲ့သူတို့အဲ့ဒီဘီတင်ဆရာမတွေပြောတဲ့ဟာကိုနည်းနည်းပြောပြပေးမယ်ဘီတင်ဆရာမတယောက်ဆိုရင်လေသူတို့ညောက်လားလုံးဝမဖြစ်နိုင်ဘူးတကယ်လို့တွဲမယ်ဆိုရင်ချက်ချင်းဖြတ်လိုက်လုံးဝမဖြစ်နိုင်ဘူးတဲ့မဟုတ်ဘူးတဲ့ညားလည်းမညားဘူးတဲ့အဲ့လိုကိုပြောတာနောက်ထပ်ဘီတင်ဆရာတယောက်ကဘာပြောလဲဆိုရင်သူတို့ညောက်ဘာညာတော့နှစ်ရှိပြီတဲ့ဆက်လက်ပြီးဘာညာကနှစ်လောက်သွားအောင်မယ်တဲ့ဒါမဲ့သူတို့ညောက်ဆိုတော့ညားဖို့တော့မဖြစ်နိုင်ဘူးတဲ့ပြီးနောက်ထပ်ဘီတင်ဆရာတယောက်ကဘာပြောလဲဆိုတော့သူတို့ညောက်ကတဲ့မဟုတ်ဘူးတဲ့ဒါပေမဲ့လည်းတကယ်လို့ဟုတ်ခဲ့မယ်ဆိုရင်တော့မှသူတို့ညောက်ရဲ့ဆက်ဆံရေးကရေရှည်မဖြစ်နိုင်ဘူးတဲ့ဒါဆိုရင်သူတို့ဘာပြမေးထားတယ်လဲသူတို့ညောက်လက်ထပ်ဖို့ကိုဆိုရင်အဲ့လိုမျိုးမေးတဲ့ခါမှာမရှိဘူးတဲ့အေးဘီဒင်ဆီယာတွေသူတို့ဖြေထားတာကတယောက်ချင်းစီရဲ့အဖြေကနည်းနည်းတော့ကွာပေမဲ့လည်းအဖြေတစ်ခုတော့မှန်တယ်အကုန်လုံးရဲ့အဖြေကလေသူတို့ညောက်မင်္ဂလာဆောင်ဖို့ဆိုတာတော့လုံးဝမဖြစ်နိုင်ဘူးတဲ့ကျမတို့ဘီဒင်တွေတော့တိတ်မယုံဘူးအဲ့ဒီဘီဒင်ဆီယာတွေကိုသူကိုရီးယားပြည်သက်တွေမေးထားတဲ့ဟာကိုရှင်တို့နည်းနည်းပြောပြတာပေါ့နော်ဒီတိုင်းအပျော်သဘောနဲ့နားထောင်ပေးပါ